16ရက်6လ2025အင်္ဂါနေ့ညပိုင်းမှာကစားကြမဲ့ချန်ပီယံလိရောင်း1ပွဲစဉ်တွေရဲ့စိတ်ကြိုက်ရွေးချယ်မှုကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဒါဘောလုံးအားကစားကိုအချင်းမြတ်နိုးကြတဲ့ညီကိုတွေအားလုံးစောင့်မျှော်နေကြတဲ့ဒီချန်ပီယံလိညာချမ်းပေါ့ဗျာချန်ပီယံလိပွဲစဉ်တွေရောင်း1အဖြစ်ဒါရှင်ပြိုင်ကစားကြမဲ့ပွဲစဉ်တွေတော်တော်များများကစားကြမှာလည်းဖြစ်တယ်အဲ့ဒီပွဲစဉ်တွေကအကြိုက်ဆုံးဒါ2ပွဲလောက်ပေါ့ချန်ပီယံလိတွေက2ပွဲလောက်ကျွန်တော်အကြိုက်ဆုံးလေးတွေကိုဒါညီကိုတွေအတွက်အကျိုးပြုနိုင်အောင်လို့ရွေးထုတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ Okay အဲ့တော့ဗီဒီယိုလေးမစခင်မှာအခုကျွန်တော်တင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube တို့ TikTok တို့ Facebook တို့ကိုလည်းပဲ like and follow မလုပ်ရသေးဘူးဆိုရင် like and follow လေးလုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ဗျ။ညီကိုတွေအတွက်ဒါအကျိုးပြုနိုင်အောင်လို့နေ့စဉ်ကျွန်တော်အကောင်းဆုံးအနေနဲ့စူးစမ်းပေးသွားမှာလည်းဖြစ်ပါတယ်။ပထမဒီဗီဒီယိုမတင်ခင်ပထမဗီဒီယိုမှာကတော့ညီကိုတွေအားလုံးအဆင်ပြေကြလိမ့်မယ်လို့တော့ထင်ပါတယ်3ပွဲပေးထားခဲ့တယ်ကျွန်တော်2ပွဲဝင်းခဲ့တယ်ပေါ့တစ်ပွဲကတော့ United Goal ပေါ်ကတည်ရကျသွားခဲ့တယ်ပေါ့မနေ့ကတော့မတင်ပစ်ခဲ့ဘူးဒါအလုံများနေတာနဲ့မနေ့ကမတင်ပစ်ခဲ့ဘူးအဲ့တော့ဒါဒီနေ့ကစပြီးပုံမှန်လေးကျွန်တော်ဗီဒီယိုလေးတွေပြန်တင်နိုင်အောင်လို့စူးစမ်းသွားမှာဖြစ်ပါတယ်အဲ့တော့ညီကိုတွေအနေနဲ့ကြိုက်တယ်တစ်သက်တယ်ကျွန်တော်ရဲ့ဗီဒီယိုကြည့်ပြီးတော့အကျိုးထူးတယ်ဆိုလို့ဆိုရင် like and follow လေးလုပ်သွားပေးဖို့ဒါမြစ်တာရက်ခံနေပါတယ်ဗျ Okay စားလိုက်ရအောင်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ပေးထားတဲ့ပွဲစဉ်ကတော့မြန်မာစံတော်ချိန်17:15မိနစ်မှာကစားကြမဲ့စပိန်လာလီဂါထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့အက်တလက်တစ်ကလပ်ဘီဘာအိုနဲ့ပရီးမီးယားလိထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့အာဆင်နယ်အသင်းတို့ရဲ့ round 1ပွဲစဉ်လေးပေါ့ချန်ပီယံလိ round 1ပွဲစဉ်လေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကတော့အဝေးကွင်းကျွန်တော်တို့အာဆင်နယ်အသင်းကတော့level အပြည့်ရှုံးထီကိုကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာကတော့နှလုံးအရှုံးထီကိုကြေးဖွင့်ထားတာကိုတွေ့ရပါတယ်။ Okay အဲ့တော့ဒီနှစ်သင်းလုံးရဲ့လက်ရှိဥရောပဒါအစင်တန်းအခြေအနေတွေကိုတွားကြည့်ရမယ်ဆိုရင်တော့နှစ်သင်းလုံးကတော့ဒါဆီမီဖိုင်နယ်တွေပေါ့ဗျာမနစ်ကရာသီတုန်းကဆိုလို့ဆိုရင်ဒီယူရိုပါလိမှာဆိုရင်လည်းပဲအင်ရှင်ဘီဘာအိုအသင်းကလည်းပဲဆီမီဖိုင်နယ်အထိကိုတက်လန်းထားခဲ့ပြီးတော့ United နဲ့ကို2ကြော်လုံးဒါရှုံးပြီးတော့သူကထွက်ခဲ့ရတာဒီအာဆင်နယ်အသင်းကလည်းချန်ပီယံလိမှာဆိုလို့ဆိုရင်ဆီမီဖိုင်နယ်အထိကိုတက်လန်းထားခဲ့ပြီးတော့မနစ်ကရာသီချန်ပီယံလိရသွားခဲ့တဲ့ဒီ PSG နဲ့တွေ့ပြီးတော့ရှုံးပြီးတော့ကြံခဲ့ရတယ်ပေါ့ဗျာအဲ့တော့နှစ်သင်းလုံးဥရောပအစင်တန်းမှာဆိုလို့ဆိုရင်မနစ်ကရာသီမှာကတော့ဆီမီဖိုင်နယ်အထိကိုတက်လန်းထားနိုင်တာကိုတွေ့ရတယ်နှစ်သင်းလုံးကလည်းပဲတကယ်ကိုဒါမာကျော်ကြစ်လက်တဲ့အနေအထားတွေရှိတယ်အင်ရှင်ဘီဘာအိုဆိုရင်လည်းပဲတကယ်ကိုကြစ်လက်ကစားခဲ့တယ်အာဆင်နယ်အသင်းဆိုရင်လည်းပဲပရီးမီးယားလိအပွဲတိုင်းမှာဆိုလို့ဆိုရင်ဒါတပွဲပဲရှုံးခဲ့တယ်ပေါ့ဗျာဒီလီဗာပူးနဲ့တပွဲပဲရှုံးခဲ့သေးတယ်ကျန်တဲ့ပွဲစဉ်တိုင်းမှာခြေပြက်ဂိုးပြက်အသာစီးတွေနဲ့ကိုဒါအနိုင်ရယူထားတာကိုတွေ့ရတယ်ပေါ့အဲ့တော့ဒီနှစ်သင်းကဒီနေ့မှာအဝေးကွင်း level အရှုံးဂိုးပေါင်းစည်းနှလုံးအရှုံးဆိုတော့နည်းနည်းလေးတော့ဒါစဉ်းစားပြီးတော့ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့နှစ်သင်းလုံးရဲ့ဒါတင်းဖောင်အခြေအနေကိုတစ်ချက်ကြည့်မယ်ဗျနှစ်သင်းလုံးရဲ့တင်းဖောင်အခြေအနေတွေကြည့်ရမယ်ဆိုရင်တော့အရှင်ကတော့တော်တော်လေးအဆင်မပြေဖြစ်နေခဲ့တယ်သူတို့အမပေးမှာဆိုရင်လည်းပဲတော်တော်လေးရုန်းကန်နေရပါတယ်နှစ်ပွဲပေါ့ဗျာနှစ်ပွဲသက်တိုက်ရှုံးနေထားခဲ့တယ်အိုဆာဆူနာနဲ့ရှုံးနေထားခဲ့တယ်အလဘက်ကိုရှုံးနေထားခဲ့တယ်အိမ်ကွင်းနေရကြီးကိုရှုံးနေခဲ့တာဒါ Z1 ဆိုပြီးတော့ဂိုးမရဘဲနဲ့ဒါတကိုးတွေနဲ့ကတ်ပြီးတော့ရှုံးထားတာတွေ့ရတယ်ဒီလိုအသင်းငယ်လေးတွေကိုဒါရှုံးထားခဲ့တာသူတို့ဒီကစားသမားအင်အားပိုင်းမှာဆိုရင်လည်းပဲအရန်ကြီးကစားသမားတွေဖြည့်တင်းထားတာတော့ဒါအသင်းဒီဘီဘာအိုတို့လိုအသင်းအနေထားမျိုးနဲ့ပေါ့ဗျာအရန်ကြီးမရှိဘူးပေါ့ဗျာရှိရဒါပေမဲ့ဒီကဘာကျော် player မျိုးတွေ quality player မျိုးတွေကိုအရန်ကြီးဖြည့်တင်းထားတာမရှိဘူးသူတို့အသင်းအနေနဲ့ဒါလက်ရှိကစားသမားတွေနဲ့ပဲအကောင်းဆုံးသူတို့အသင်းကို run နေခဲ့တာပေါ့ဗျာဒါပေမဲ့အဝေးကွင်းကစားရမယ့်အာဆင်နယ်အသင်းကတော့ဒီရာသီမှာပြီးခဲ့တဲ့ရာသီတွေတိုင်းနဲ့မတူဘဲနဲ့အကောင်းဆုံးပုံစံမျိုးအစုအဖွဲ့ကိုဒါဖွဲ့စည်းပြီးတော့ quality player တော်တော်များများကိုဝယ်ထားတာကိုတွေ့ရတယ်အာဆင်နယ်အသင်းအနေနဲ့လည်းပဲဒါမျှော်လင့်ချက်တော်တော်ကြီးမားမားထားခဲ့ပုံပါပဲဒီနေ့ရာသီကတော့ချန်ပီယံလိမှာဆိုရင်လည်းပဲအတိုင်းအတာတစ်ခုအထိကိုရောက်လန်းနိုင်အောင်ဒါမျှော်လင့်ချက်ရှိမယ်ပြီးရင်ပရီးမီးယားလိမှာဆိုရင်လည်းပဲနှစ်တိုင်းဒါဒုတိယလူနဲ့ပဲကျဉ်နှံ့နေရတာဖြစ်တဲ့အတွက်ပရီးမီးယားလိမှာလည်းမိနစ်ကရာသီတွေထက်အဆင့်ပိုပြီးတော့တိုးပြီးတော့ဖလားမျောလင့်ချက်ရှိလို့အခုလိုပုံစံမျိုးတွေဒါငွေကြေးတော်တော်သုံးစွဲပြီးတော့ကစားသမားတော်တော်များများခေါ်ယူထားတာဖြစ်တယ်ဗျအဲ့တော့ဒီနေ့မှလည်းပဲဒီအသင်းနှစ်သင်းရဲ့လက်ရှိဖောင်အနေထားတွေနဲ့လက်ရှိကစားသမားအင်အားဖြည့်တင်းမှုတွေနဲ့ရှင်ကြည့်ရမယ်ဆိုလို့ရှိရင်အဝေးကွင်းအာဆင်နယ်ကလုံးဝဒါအသာစီးရရှိနေတာဖြစ်တယ်အသာစီးရရှိရဆိုလို့ရှိရင်ဗျာကျင်းနေပေါ့နိုင်တာတော့နိုင်ပါပဲဒါပေမဲ့ပေးထားတဲ့ဈေးက level အပြည့်ရှုံးဆိုတော့အာဆင်နယ်နိုင်ပြီဆိုလို့ရှိရင်အပြည့်စားနေရပြီဖြစ်တဲ့အတွက်နည်းနည်းလေးကြီးကချိုနေတယ်လို့မြင်တယ်ဗျချိုနေတယ်လို့မြင်တယ် level အရှုံးကိုချိုနေတယ်လို့မြင်တယ်အဝေးကွင်းကြောင့်ပဲနည်းနည်းလေးချိုတဲ့အနေထားလည်းရှိတယ်ဒါပေမဲ့အဝေးကွင်းကမှအဝေးကွင်းရောမိနစ်က United လိုမျိုးစုပ်ပြတ်တက်နေတဲ့အသင်းတော်မှပဲဘီဘာအိုကိုသူ့အိမ်ကွင်းမှာနိုင်ထားခဲ့တယ်ဗျဒါကိုအာဆင်နယ်တို့လိုအသင်းမျိုးက level အပြည့်ရှုံးဆိုတော့နည်းနည်းလေးတော့ဒါစဉ်းစားစရာပဲအာဆင်နယ်အသင်းဘီဘာအိုရဲ့အိမ်ကွင်းမှာနည်းနည်းလှုပ်ဖို့ကင်ဖို့ခဲရင်မဲ့
အနေအထားရှိလို့ဒီကြေးမျိုးဖြစ်ထားတယ်လို့ယူဆပါတယ်ဒါအရန်ကြီးထင်တဲ့လောက်ကြီးဒါပြီးခဲ့တဲ့ပွဲစဉ်တုန်းကလို့ဒီ forward တို့အသင်းမျိုးတွေကိုဂိုးထည့်တယ်လို့မျိုးလွယ်ကူနေမဲ့အနေထားမရှိဘူးလို့ဒါဘိုကီယူဆထားပါတယ်ဒါကြောင့်လဲ level အရှုံးနှလုံးအရှုံးဆိုပြီးတော့ဒါကြေးကိုဖွင့်ထားတာလို့မြင်ပါတယ်ဒါပေမဲ့အာဆင်နယ်အသင်းကတစ်ဘက်ကကြည့်ရမယ်ဆိုရင်အာဆင်နယ်အသင်းကအနိုင်ကစားမှလည်းဖြစ်မှာဗျအခုဒီ round 1ပွဲစဉ်တွေကကိုအဖွင့်လှပြီးတော့ချန်ပီယံလိအဖွင့်လှသွားခဲ့မယ်ဆိုရင်နောက်ထပ်ပွဲစဉ်တွေမှာပို့ပြီးတော့ကိုအဆင်ပြေဖို့ပဲရှိပါတယ်ဒီပွဲစဉ်ပြီးရင်ဒါအိုလံပီယာကို့စ်ကိုအိမ်ဝင်းကနေပြီးတော့အခန့်ကစားရမယ်အေဒီကိုအိမ်ဝင်းကကစားရမယ်ပြီးရင်စလာဗီးယားကိုအဝေးကွင်းကစားရမယ်ဘိုင်ယန်မြူနစ်တို့လိုအသင်းမျိုးတွေပါတယ်ဘရူးဂျက်တို့လိုအသင်းမျိုးတွေပါတယ်ပြီးတော့ဒီအင်တာမီလန်တို့လိုအသင်းမျိုးတွေပါနေတာဖြစ်တဲ့အတွက်ဒါလက်ရှိချောင်းနေတဲ့ပွဲစဉ်အနေအထားမျိုးတွေမှာသူတို့အနေနဲ့3မှတ်အပြည့်အဝရယူထားမှလည်းအာဆင်နယ်ကအဆင်ပြေမှာဗျအဲ့တော့အာဆင်နယ်နိုင်ကောင်းနိုင်မယ်ဒါပေမဲ့လောက်ရကန်ရတာအရန်ကြီးလွယ်လွယ်ကူကူဖြစ်သွားမယ်တော့မထင်ပါဘူးဘီဘာအိုကတော့ဒါသူတို့ main player ဖြစ်တဲ့ဒါ quality player ပေါ့ဗျာသူတို့အသင်းမှာဆိုလို့ရှိရင် quality player ဖြစ်တဲ့ Nico Williams တို့လည်းပါဝင်လာနိုင်ဖို့ကဒါမသေးကြဘူးဗျ injury ပြဿနာတွေဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းလေးတော့ဒီပွဲစဉ်မှာဘီဘာအိုအနေနဲ့ထင်သလောက်အဆင်ပြေနိုင်မဲ့ပွဲစဉ်တော့မထင်ဘူးဗျဘီဘာအိုကတော့ကျွန်တော်ထင်ပါတယ်အိမ်ပြည့်အသင်းအနေထားလောက်နဲ့ပဲချန်ပီယံလိမှာပါဝင်လာနိုင်ဖို့များပါတယ်ဗျဒါကြောင့်ဒီပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးရမယ်ဆိုရင်တော့အာဆင်နယ်ရဲ့ body ကိုကြိုက်ပါတယ်အာဆင်နယ်ရဲ့ body ကိုပပဲကြိုက်ပါတယ်အကြိုက်ဆုံးကတော့ဂိုးအောက်ကိုပို့ပြီးတော့ကြိုက်ပါတယ်အာဆင်နယ်နိုင်ကောင်းစောစောကကျွန်တော်ပြောသလိုပေါ့အာဆင်နယ်မနိုင်လို့မရဘူးနိုင်မှတ်3မှတ်အဖွင့်ပွဲမှာအရယူနိုင်အောင်စူးစမ်းလိမ့်မယ်ဒါပေမဲ့သူတို့လှုပ်ချင်ကိုင်နေတယ်လို့မျိုးဒါလှုပ်လို့ရမှာမဟုတ်ဘူးဘီဘာအိုရဲ့အိမ်ခွင်းဖြစ်နေတဲ့အတွက်ခက်ခဲစီမှာဖြစ်တဲ့အတွက်ဂိုးအောက်ကိုလည်းပဲထပ်ပြီးတော့ကြိုက်ပါတယ်ဒါကြောင့်အာဆင်နယ် body ပကြိုက်တယ်ဂိုးပေါင်းအောက်ကိုပို့ပြီးတော့အကြိုက်တွေ့ပါတယ်ကြိုက်ချင်းတူတယ်ဆိုရင်တော့ကျွန်တော်အခုပထမရွေးချယ်မှုကိုလိုက်ပြီးတော့ကစားပေးပါโอเคဒုတိယတပွဲထပ်ပြီးတော့သွားပါမယ်ဒုတိယတပွဲကလည်းချန်ပီယံလိရဲ့ပွဲစဉ်ကိုပဲရွေးချယ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီပွဲကတော့မြန်မာစံတော်ချိန်1:30မိနစ်ညနေပိုင်းပေါ့ဗျာကစားကြမယ်ဒါတော်တင်ဟော့စပါအသင်းနဲ့စပိန်လာလီဂါအသင်းတစ်သင်းဖြစ်တဲ့ဗီလာဟီယဲရိုရဲ့ပွဲစဉ်လေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီပွဲစဉ်မှာကတော့စပါအသင်းကတော့အိမ်ဝင်းကနေပြီးတော့ level အပြေရှုံးအထိကိုကြေးကြောပေးထားခဲ့ပြီးတော့ဂိုးပေါင်းဈေးမှာလည်း350စားအထိဒါကြေးဖွင့်နေထားတာကိုတွေ့ရပါတယ်ဒါစတဲ့ကြေးပါကျွန်တော်မနေ့ပိုင်းစတဲ့ကြေးနဲ့ပြောပြပေးတာဖြစ်ပါတယ်ညနေပိုင်းရောက်ရင်တော့ကြေးအပြောင်းအလဲရှိကောင်းရှိနိုင်ပါလိမ့်မယ်ဒီကြေးပေးထားမှုအခြေအနေကိုကြည့်ရမယ်ဆိုရင်တော့စပါကတော့ပြီးခဲ့တဲ့ယာဒီကယူရိုပါလိဒါချန်ပီယံဖြစ်ခဲ့တဲ့အသင်းတစ်သင်းပေါ့ဗျာယူရိုပါလိချန်ပီယံဖြစ်ခဲ့ပြီးတော့ဒါအဆင့်14-15အထိရောက်ရှိထားခဲ့ပေမဲ့ချန်ပီယံလိကိုတိုက်ရိုက်ဝင်ရရှိသွားခဲ့တဲ့အတွက်ဒါချန်ပီယံလိကစားရတယ်ပေါ့ဖွင့်ပွဲမှာလည်းပဲဘီလာဟီယဲတို့လိုအသင်းမျိုးနဲ့တွေ့ရတာဖြစ်တဲ့အတွက်ဒါကောင်းပါတယ်စပါလက်ရှိအခြေအနေလည်းပဲတော်တော်အခြေအနေကောင်းနေတယ်စပါအသင်းအနေနဲ့သူတို့နီးပြယူရိုပါလိယူပေးထားခဲ့တဲ့ပိုစတီကိုဂလူးကိုဒါထုတ်ပယ်ခဲ့ပြီးတော့ဘရက်ဖို့နီးပြသောမတ်ဖရန့်နဲ့ထပ်ပြီးတော့အဆင့်ထက်မြင့်ထားခဲ့တယ်ပေါ့ဗျာကစားသမားဝယ်ယူမှုတွေမှာလည်းပဲတော်တော်လေးဒါသုံးဆွဲထားခဲ့တာကိုတွေ့ရတယ်စပါအသင်းဒါပြီးခဲ့တဲ့ယာတီတွေတိုင်းကလို့မလုပ်ဘူးတဲ့အနေထားတွေပေါ့ဗျာငွေကြေးပိုင်းတွေတော်တော်လေးသုံးဆွဲထားတာကိုတွေ့ရတယ်ဒီနေ့ယာတီစပါလည်းပဲချန်ပီယံလိမှာတကယ်ကိုဒါအနေထားတစ်ခုအထိကိုတက်လှမ်းနိုင်အောင်လို့စ조사မဲ့အနေထားရှိလို့ပဲဒါနီးပြတွေပြောင်းလဲထားခဲ့တယ်ကစားသမားတွေတော်တော်များခေါ်ယူထားတာကိုတွေ့ရပါတယ်ဘီလာကြီးရဲ့အသင်းကတော့ပြီးခဲ့တဲ့ယာတီကအရန်ကြီးဒါအောင်မြင်မှုရရှိထားတာတော့မရှိဘူးဒီယာတီမှာလည်းပဲသူ့အနေနဲ့ဒါအခုနောက်ဆုံး2ပွဲဆိုရင်နိုင်ပွဲပျောက်ဆုံးထားတယ်ပေါ့ဗျာအေတီကိုအဝေးကွင်းကနေပြီးတော့2စီးနဲ့ရှုံးနေထားခဲ့ပြီးတော့စစ်တာဘီကိုအဝေးကွင်းမှာ1-1တရေကျထားခဲ့တယ်ပေါ့ဒါနှစ်သင်းလုံးကတော့လက်ရှိအနေထားမှာဆိုလို့ရှိရင်ဂိုးသွင်းပိုင်းတွေကတော်တော်လေးရေရာပြီးတော့ဂိုးမြူးထားတဲ့အသင်းနှစ်သင်းပေါ့ဗျာဒီဘီလာကြီးရဲ့ဆိုရင်လည်းပဲဂိုးတွေကဒါပြီးအခု2ပွဲကနိုင်ပွဲပျောက်ထားတယ်ဆိုပေမဲ့ကျန်တဲ့ပွဲစဉ်တွေမှာဂိုးတော်တော်များများရထားခဲ့ပါတယ်စပါတင်ကတော့ဒါပရီးမီးယားလိယာတီအစတွေကဆိုရင်4ပွဲကစားထားတဲ့အနေထားကို3ပွဲနိုင်ထားခဲ့တယ်တပွဲရှုံးထားခဲ့တယ်ပေါ့ဒီဘုံမောက်အသင်းကိုသူမထင်မဖက်အိမ်ဝင်းကနေကိုဘုံမောက်ကိုရှုံးထားခဲ့တာစပါကလည်းခံမန်းလာခတ်တယ်ဗျခြေယူသဘောမျိုးရှိတယ်ကောင်းတဲ့ပွဲစဉ်တွေကြတော့လဲဆောက်ရမ်းနေစွတ်ပြီးတော့ကောင်းတယ်မန်စီးတီးတို့အသင်းမျိုးကိုအဝေးကွင်းကနေတော့မှပဲဒါအနိုင်ရအောင်ကစားထားခဲ့တယ်အခုနောက်ဆုံးပွဲစဉ်ဆိုရင်လည်းပဲဝက်ဆန်အသင်းကိုအဝေးကွင်းကနေပြီးတော့ကို3ဂိုးအထိကိုဂိုးရထားခဲ့တာစပါရဲ့တိုက်စစ်ပိုင်းအတော်လေးမြူးတယ်အခုဆိုလို့ရှိရင်တို့ဒီနေ့ယာတီဝယ်ထားခဲ့တဲ့ဇာဗီဆိုင်မွန်တို့ဒါမိနစ်ကယာတီကဘိုင်ယန်ဝယ်ထားခဲ့တဲ့မာတီယက်တက်စ်တို့ကူဒက်စ်တို့အများကြီးပါပဲဒီဆိုလန်ကီတို့ပြီးတော့ဂျိုစင်တို့လိုကစားသမားမျိုးတွေတော်တော်လေးဒါစုံပါတယ်ရွေးချယ်စရာတွေအများကြီးရှိတယ်စပါးမှာတိုက်စစ်ပိုင်းကလုံးဝအဆင်ပြေတဲ့ player တွေတော်တော်များများရှိတယ်ရစ်ချာလီဆန်တို့ဆိုရင်လည်းပဲလုံးဝအဆင်ပြေလာတာကိုတွေ့ရတယ်ပေါ့အဲ့တော့ဒီနေ့ပွဲမှာလည်းပဲစပါးကတော့ဒါအဖွင့်ပွဲမှာအိမ်ဝင်းလဲဖြစ်တဲ့အတွက်ကြ
ချင်းနေပေါဘီလာကြီးရဲ့ကိုအင်တိုင်းအားတိုင်းနဲ့ပေါ့ဗျာအာသွန်ခွန်ဆိုင်နဲ့ဒီနေ့ပွဲစဉ်မှာဒါအရှုံးမခံမဲနဲ့ကိုကစားသွားလိမ့်မယ်ဗျအိမ်ဝင်းပြည့်သက်ရှေ့မောက်မှာဒါကစားရမှာလည်းဖြစ်တဲ့အတွက်အခုလိုမျိုးချန်ပီယံလိပွဲစဉ်မှာစပါအသင်းလုံးဝဒါအရှုံးပေးလို့မရတဲ့ပွဲစဉ်တစ်ပွဲပဲဗျာအဖွင့်ပွဲလည်းဖြစ်တယ်ချန်ပီယံလိဆိုတာလည်းပဲသူတို့အသင်းတွေအနေနဲ့ကနှစ်တိုင်းဒါဝင်ဖို့ဆိုတာတော်တော်လေးခဲရင်းနေဗျာဒီနှစ်တောင်မှပဲဒါယူရိုပါလိရခဲ့တဲ့အတွက်ဝင်လာခဲ့ရတာဖြစ်တဲ့အတွက်တကယ်ကိုတန်ဖိုးထားပြီးတော့ကိုပလေယာတွေရောနီးပြတွေရောအကောင်းဆုံးစူးစမ်းပြီးတော့ဒီပွဲစဉ်ကိုကစားလာလိမ့်မယ်ယူဆပါတယ်ဒီဘီလာကြီးရဲ့အသင်းကတော့ဒီအင်္ဂလန်ပရီးမီးယားလိအသင်းအနေနဲ့တွေ့လို့အနေထားမျိုးတွေမှာဆိုလို့ရှိရင်တော်တော်လေးအဆင်မပြေဖြစ်ထားခဲ့တယ်ဗျဒီလာလီဂါအသင်းအနေနဲ့အင်္ဂလန်ပရီးမီးယားလိအသင်းတွေအသင်း level 2အသင်းမျိုးတွေအချင်းချင်းတွေ့တဲ့အနေထားမျိုးတွေဆိုလို့ရှိရင်အင်္ဂလန်ပရီးမီးယားလိကအသင်းတွေကပဲတကယ်ကိုဒါခြေစွမ်းပိုင်းတွေကိုအသာစီးရရှိပြီးတော့အနိုင်မှတ်တွေရတော့တာကိုပွဲစဉ်တိုင်းမှာဒါတော်တော်များများလေးတွေ့ရတယ်ပေါ့ဗျာထိပ်သီးပိုင်းကဒီရီယယ်မက်ဒရစ်တို့လိုအသင်းမျိုးတွေနဲ့တွေ့တဲ့အနေထားတွေကိုတော့သွားပြောလို့တော့မရဘူးပေါ့ကျန်တဲ့အသင်းငယ်ပိုင်းတွေပေါ့ဒီအသင်းအစင်တန်းတူတဲ့အနေထားတွေမှာဆိုရင်အင်္ဂလန်ပရီးမီးယားလိကအသင်းတွေကပဲရလက်ကောင်းတာကိုတွေ့ရတယ်အဲ့တော့ဒီနေ့မှာလည်းပဲစပါအိမ်ဝင်းကနေပြီးတော့ကိုဒါအကောင်းဆုံးစူးစမ်းပါလိမ့်မယ်အကောင်းဆုံးစူးစမ်းပြီးတော့ဒီဘီလာကြီးရဲ့ကိုနိုင်မှတ်3မှတ်ရအောင်ကစားလိမ့်မယ်လို့ပဲယူဆပါတယ်ကျွန်တော်ဒုတိယမြောက်ရွေးချယ်မှုကတော့အိမ်ဝင်းစပါရဲ့ body ပါပြီးတော့ဂိုးပေါင်းအပေါ်ကိုလည်းပဲအကြိုက်တွေ့ရဆိုရင်ပပကစားစေချင်ပါတယ်ဂိုးပေါင်းအပေါ်လည်းပဲကြိုက်ပါတယ်ဗျဘာလို့လဲဆိုတော့နှစ်သင်းလုံးကိုသွင်းအားရှိတယ်စပါလည်းပဲကိုသွင်းအားရှိတယ်ဘီလာကြီးလည်းပဲကိုသွင်းအားရှိတယ်အခုနောက်ပိုင်းနှစ်ပွဲမှာပဲဘီလာကြီးရဲ့ကတကူပဲရတာစစ်တာကိုတကူအေဒီကိုနဲ့ပွဲစဉ်မှာ2-0ဆိုပြီးရှုံးခဲ့တာကျန်တဲ့ပွဲစဉ်တွေအိုဗီတိုတို့လိုအသင်းမျိုးတွေနဲ့တွေ့တဲ့အနေအထားမျိုးတွေမှာဒီဘီလာကြီးရဲ့ကလည်းပဲတိုက်စစ်ပိုင်းကိုရအောင်ကစားနိုင်တဲ့အသင်းပဲဗျဒါကြောင့်ဂိုးပေါင်းအပေါ်ကိုလည်းပဲရန်ပြီးတော့ကစားစေချင်တာပါဒုတိယမြောက်ရွေးချယ်မှုကလည်းနှစ်ကြောင်းပါပဲစပါးရဲ့ body ကိုအကြိုက်ဆုံးပါဂိုးပေါင်းအပေါ်ကိုလည်းပဲရန်ပြီးတော့ကစားပါနှစ်ပွဲအထိကျွန်တော်ရွေးချယ်ပေးခြင်းဖြစ်ပါတယ်ဒါအကြိုက်ချင်းထပ်တူကြတယ်ဆိုရင်တော့ကျွန်တော်ရဲ့အခုရွေးချယ်မှုတွေကိုလိုက်ပြီးတော့ကစားပေးပါအကြိုက်ချင်းထပ်တူမကြဘူးဆိုရင်တော့ညီကိုတို့ရဲ့စိတ်ကြိုက်တိုင်းဘက်ကန်ပြီးတော့ကစားပါလို့လည်းမြစ်တိုင်ရက်ခံကြပါတယ်ဘလုံးပွဲတွေအားလုံးကစားကြတဲ့ညီကိုတိုင်းဒါကစားတဲ့ပွဲစဉ်တိုင်းအပေါင်းပြပြီးတော့လက်ဖျားမှာလည်းငွေသီးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျပြီးတော့ကျွန်တော်ဗီဒီယိုတိုင်းမှာအမြဲကြော်ညာပေးနေကြတဲ့အတိုင်းဘလုံးဝဲတွေကိုအကောက်ဖွင့်ပြီးတော့စော်ကစားခြင်းနဲ့ဆိုရင်တော့ကျွန်တော်စီမှာငွေရေးကြေး 100% ယုံကြည်စိတ်ချစွာနဲ့လာရောက်အကောက်ဖွင့်စော်ကစားနိုင်ပါတယ်ညီကိုတို့အကောက်ဖွင့်စော်ကစားမယ်ဆိုရင်တော့ K9 Win website မှာကစားရမှာဖြစ်ပါတယ်ဘလုံးဝဲတွေမဟုတ်ဘဲနဲ့တခြားကစားစရာတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့ကတော့ဘလုံးဝဲကိုပဲ main target အနေနဲ့ကြော်ညာပေးတာဖြစ်တဲ့အတွက်ဘလုံးဝဲကစားခြင်းနဲ့ဆိုရင်တော့လာပြီးတော့ကစားနိုင်ပါတယ်ပြီးတော့အကောင့်ဖွင့်ပြီးတော့ကိုယ်တိုင်မကစားတတ်ဘူးကြေးတွေနားမလဲဘူးခေါင်းရှုပ်မခံကျင်ဘူးဆိုတဲ့ညီကိုတွေအတွက်လည်းပဲကျွန်တော်အပြင်ကြေးဖွင့်ပေးထားပါတယ်အပြင်ကြေးကိုတော့ body တပွဲကောင်းအနေနဲ့ကစားနိုင်တယ်လို့မောင်းအနေနဲ့လည်းပဲလာပြီးတော့ကစားနိုင်ပါတယ်မောင်းကိုတော့3ပွဲကနေစပြီးတော့9ပွဲ10ပွဲအထိကိုတွဲပြီးတော့ကစားပေးမှလည်းဖြစ်ပါတယ်ဒါကြောင့်ဘလုံးပွဲကစားချင်တာပဲဖြစ်ဖြစ်မောင်းကစားချင်တာပဲဖြစ်ဖြစ်ဒီအကောက်ဖွင့်ပြီးတော့ကစားချင်တာပဲဖြစ်ဖြစ်အခုဗီဒီယိုရဲ့အောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုဆက်သွယ်နိုင်ပါတယ်နောက်ထပ်အနေနဲ့လည်းပဲကျွန်တော်တို့ K9 Win နဲ့အတူလက်တွဲပြီးတော့ agent ဖြစ်လုပ်ကင်လို့ရပါတယ် agent တွေကတော့ဘယ်လိုအကျိုးခံစား권တွေရရှိမလဲဆိုရင်တော့တလတာအတွင်းကိုယ့်ရဲ့ agent အောက်ကနေပြီးတော့ကစားတဲ့ user တွေရဲ့30%ကိုရှုံးချေးရဲ့30%ကိုရရှိမှာဖြစ်ပါတယ်ပြီးလို့ဆိုရင်ဒီ30%မှာမဟုတ်ဘဲနဲ့ညီကိုတို့ကစားတဲ့သူတွေရှာရင်ရှာနိုင်တယ်လို့မျိုးဘောနက်တွေပေးသွားအောင်ပါနောက်ထပ်အနေနဲ့လည်းပဲဒါတကယ်ကိုကစားတဲ့သူတွေလေးပက်နဲ့ရှာပြီးတော့ကိုဒါ user တွေငွေသွင်းတာတွေတော်တော်လေးဒါအဆင်ပြေလာပြီဆိုလို့ရှိရင်လစာအနေနဲ့လည်းပဲ9သိန်းကနေစပြီးပေးသွားအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လစာလည်းရမယ်ဘောနက်တွေလည်းရမယ်ရှုံးကြေး30%နဲ့လာတိုင်းရမှာဖြစ်တဲ့အတွက်တကယ်စိတ်ပါဝင်စားတယ်ဆိုရင်တော့အခုအောက်မှာချပေးထားတဲ့ Viber Telegram နံပါတ်တွေကိုပဲဆက်သွယ်လာခဲ့ပြီပါအသေးစိတ်ရှင်းလင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒါအခုလိုရွေးချယ်မှုဗီဒီယိုတွေကိုအမြဲတင်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Facebook TikTok တို့ကိုလည်း like and subscribe လုပ်ပြီးတော့အားပေးထားနိုင်ပါတယ်အဆုံးထိကြည့်ရှုပေးကြတဲ့ညီကိုတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာလည်းပဲအကောင်းဆုံးရွေးချယ်မှုနဲ့အတူပြန်လာပါမယ်ဟုတ်ကဲ့ကျွန်တော်ကတော့ကြော်ကြီးပါ